Hello အားလုံးပဲမင်္ဂလာပါရှင် JK ဒီနေ့ကတော့ January Pan Beauty Bar ကိုရောက်ရှိနေတာဖြစ်ပါတယ် JK ဆိုလို့ရှိရင်မြစ်ချနာကိုရောက်ကြတဲ့တရက်မှမနာပဲနဲ့ JK တို့ပွဲတွေတက်ရတယ် activity လေးတွေလုပ်ရတယ် sponsorship လေးတွေရိုက်ရတဲ့အချိန်မှာ JK ရဲ့စပင်ကိုအမြဲတမ်းကောက်လိုက်ဖြောင်းလိုက်နဲ့ခဏခဏလုပ်ရတယ်အခုဆိုလို့ရှိရင် JK စပင်ကနည်းနည်းလေးနှစ်ခွလေးတွေဖြစ်နေတယ်6တွေ့တာလေးတွေဖြစ်နေတယ်အဲအကြောင်းမလို့ဒီနေ့ JK တို့ရဲ့ January Pan Beauty Bar နေပြီးတော့ JK အတွက်အထူး special အစီသက်ဖြည့်ခြင်း rebound treatment လေးကိုလုပ်ပေးမှာဖြစ်ပါတယ်ရှင်အားလုံးပဲတစ်ချက်တက်ကြည့်ကြည့်အောင်စပင်မလောက်ခင်လေးတစ်ဖြတ်မှာ JK တို့ရဲ့ January Pan Beauty Bar မှာဘယ်လိုမျိုး structure လေးတွေရှိတယ်။ဘာတင်တန်းလေးတွေပို့ချနေတယ်လဲဆိုတာအရင်ဆုံးတစ်ချက်ကြည့်ကြည့်ရအောင်။ဒါလေးကတော့ JK တို့ရဲ့ January Pan Beauty Bar boss ကြီးဖြစ်ပါတယ်။အချောလေးနော်။ဒါလေးကတော့ JK တို့ရဲ့ Beauty Bar စပင်ရဲ့တဲ့နေရာ။နောက်မှဆိုလို့ရှိရင်ကောင်းချော်တဲ့နေရာရှိတယ်တစ်ချက်တက်ကြည့်ကြည့်ရအောင်။ဒီမှာဆိုလို့ရှိရင် makeup တင်တန်းလည်းအမြဲပို့ချပေးနေတယ်လို့ makeup ကိုလည်းအလှဆုံးပြင်ပေးတဲ့ January Pan Beauty Bar လေးပဲဖြစ်ပါတယ်ရှင် JK ကိုပြင်ပေးတဲ့အမိုက်စားလုပ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့စပင် style လည်းမထက် makeup တော့အမျိုးမျိုးနဲ့လိုက်ဖက်အောင်ပြင်ဆင်ပေးတဲ့ January Pan Beauty Bar ပဲဖြစ်ပါတယ်ရှင် JK တို့စပြီးတော့အစီသက်ဖြည့်နေတာဖြစ်ပါတယ်ရှင်။လွတ်တဲ့အချိန်မှာဆိုလို့ရှိရင်အားလုံးကိုမျက်လုံးမိတ်သားဖို့ရဲ့အတွက် JK recommendation ပေးချင်ပါတယ်။အခုအမတို့ဆိုလို့ရှိရင် JK မျက်ရည်ထက်မှာကျူတီနေတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ tissue လေး ready ထပ်ထားရဖြစ်ပါတယ်။အခုကတော့ JK မနဲ့စာမစားရသေးလို့ JK ရဲ့တအားချစ်ရတဲ့ January Pan Beauty Above Black ရဲ့ support နဲ့စိတ်လို့ပြင်ဆင်ပေးတဲ့မနဲ့စာလေးဖြစ်ပါတယ်။ JK ကကောင်းကျင်ပေါင်းတအားကြိုက်တယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့် surprise အနေနဲ့ကောင်းကျင်ပေါင်းပြောတယ်ရှစ်အိုးတော့ဆိုင်ဒီခေါင်းဆက်စားတယ် Good morning Good morning အခုဒီနေ့ပဲရောက်နေတာ January Pan Beauty Bar ကိုစားပြီးပြီဆိုတော့ဆက်လုပ်မှာဖြစ်ပါတယ်ခဏက JK တို့ခေါင်းကိုစီသက်ဖြည့်ပြီးတဲ့အချိန်မှာကိုကခေါင်းလျှော်မှာဖြစ်ပါတယ်။ခေါင်းလျှော်တဲ့အချိန်မှာလည်းနေစားဖြစ်ပါတယ်လို့ကြားရပါတယ်ရှင်။ကဲအခုအားလုံးပဲတွေ့တဲ့အတိုင်းပဲ JK လောက်သွားတဲ့ hair process လေးကတော့ rebound အစီသက်ဖြည့်ခြင်း treatment လေးပဲဖြစ်ပါတယ်။ rebound ကဘယ်အချိန်လုပ်တင်တယ်လဲဆိုလို့ရှိရင် JK တို့လိုမျိုးစပင်ကိုအမြဲတမ်းအပူချောင်းထိတာတို့ပွဲတွေသွားပြီးတော့ spray တွေတအားဖြန်းထားတာခံရတယ်ဆိုလို့ရှိရင်စပင်တွေကပျက်စီးတတ်တယ်။အဲ့လိုအချိန်တွေမှာဆိုလို့ရှိရင်ဒီအစီသက်ဖြည့်ခြင်း rebound treatment လေးကိုလုပ်ပေးလို့ရပါတယ်ရှင့်။သူကလုံးဝကိုချက်ပို့ပြီးတော့စံသားပြန်ကောင်းစေတာဖြစ်ပါတယ်။3လတစ်ချိန် treatment ဝင်ပေးမယ်ဆိုလို့ရှိရင်အကောင်းဆုံးဖြစ်ပါတယ်။ဒါကြောင့်လို့ရှိရင် skin care routine လုပ်တယ်လို့ပဲစပင်ကိုလည်းတွင်ကောက်တာတို့ဖြောင်းတာတို့ညာရီလုပ်ပြီးသွားတဲ့နောက်ပိုင်းမှာ recover လုပ်ဖို့ရန်အတွက် rebound treatment လေးကိုလုပ်ရတာဖြစ်ပါတယ်။ဒီ January Pan Beauty Bar မှာဆိုလို့ရှိရင်လည်းအချိန်မရွေးလာလို့ရပါတယ်။ staff member တွေကလည်းအများကြီးရှိတယ်လို့အားလုံးကလည်းဖော်ရည်တယ်။တအားပေါင်းသစ်ဆက်ဆံလို့ကောင်းတယ်လို့စကားလည်းတအားပြောလို့ကောင်းတယ်။ January Pan Beauty Bar မှာဆိုလို့ရှိရင်သူကမနက်9:00 နာရီကနေပြီးတော့ညနေ9:00 နာရီအထိတောင်ဖွင့်လာမို့လို့အားလုံးလည်းလာပြီးတော့ဆက်အားပေးဖို့ရန်အတွက် JK တို့ကနေပြီးတော့ recommendation အဖြစ်နဲ့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်